တနေ့မှာမိမတယောက်ဟာမတော်တဆပဲသူမရဲ့ခင်ပွန်းကိုမိန်းကလေးတယောက်နဲ့အတူတွေ့လိုက်ရတယ်။သူကမိန်းကလေးအတွက် Windows sticker တွေကိုချစ်တက်ပေးနေတဲ့အခါအဲ့ဒီမြင်ကွင်းကသူမရဲ့နှလုံးကိုတိုက်ရိုက်ဖျက်ဆီးလိုက်တယ်လို့ဖြစ်သွားတယ်။ဒီလိုနဲ့သူမကဒီမယုံကြည်ရတဲ့ယောက်ျားကိုစွန့်ခွာဖို့ချက်ချင်းဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ရောက်ခမက divorce လုပ်ဖို့ဖိအားပေးနေတဲ့ message တစ်ခုရောက်လာတယ်။ဒါကြောင့်မိမကဒီတစ်ခါတော့ရောက်ခမဆန္ဒလည်းဖြည့်ပေးလိုက်ရအောင်လို့စိတ်ထဲတွေးလိုက်တယ်။ရောက်ခမအိမ်ကိုသွားတဲ့အခါရောက်ခမကသူမရဲ့ခင်ပွန်းနဲ့အခြားမိန်းကလေးရဲ့အချစ်ပုံတွေပြပြီးဒီမိန်းကလေးကငွေကြေးကောင်းပြီးငါသားနဲ့လုံးဝကိုက်ညီတယ်လို့ပြောခဲ့တယ်။ပြီးတော့နေလိုချင်တာတစ်ခုခုပြောလို့ပြောလိုက်တဲ့အခါမိမကတိတ်လေးနဲ့10 billion လို့တောင်းလိုက်တယ်။ရောက်ခမကအံ့ဩသွားပေမဲ့သူမကိုတားဘဝတွေကဖယ်ရှားခြင်းလို့ချက်ချင်းလက်ခံလိုက်တယ်။နောက်နေ့မှာမိမက divorce agreement ကို contract တစ်ခုထဲမှာလှုပ်ဝက်ထည့်ပြီးသူမရဲ့ခင်ပွန်းကိုမတိမတာလက်မှတ်ထိုးခိုင်းလိုက်တယ်။ပြီးတော့ရောက်ခမကိုဖုံးဆက်ပြီးပတ်စံပြင်ထားပါတလအတွင်းသားကိုအပြီးထွက်သွားမယ်လို့ပြောလိုက်တယ်။ဒါပေမဲ့ခင်ပွန်းကတော့သူလုပ်ခဲ့တာကြောင့်စိတ်မကောင်းဖြစ်နေပြီးညဘက်မှာသူမအတွက်လက်ဆောင်တစ်ခုဝယ်လာခဲ့တယ်။ဒါပေမဲ့မိမကတော့သူ့ရဲ့မူတာအချစ်ကိုမယုံတော့ဘူး။သူမကတည်ငြိမ်စွာနဲ့ divorce အကြောင်းပြောလိုက်တယ်။ခင်ပွန်းကတော့ကိုယ်တိုင်လည်းအပြစ်ရှိနေတဲ့အချိန်မှာတော့မင်းပဲငါဇနီးဖြစ်နိုင်တယ်လို့စိတ်ဆိုးပြီး divorce မစင်စားနဲ့လို့ချိန်ချောက်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူ့ girlfriend ကဖုန်းဆက်လိုက်တာနဲ့ဘာမှမစင်စားပဲသူချက်ချင်းထွက်သွားလိုက်တယ်။ဒီမြင်ကွင်းကြောင့်မိမကစိတ်မခံနိုင်တော့ဘူး။နောက်နေ့မှာသူမကပစ္စည်းတွေစုပြီး apartment အသစ်ကိုပြောင်းသွားတယ်။ဒါပေမဲ့လမ်းမှာသူမရဲ့ကား accident ဖြစ်သွားတယ်။မိုးရေထဲမှာဆိုးဆွနေတဲ့သူမဟာကားပျက်စီးမှုကိုစစ်ဆေးနေချိန်မှာအဲ့ဒီကားကိုတိုက်ခဲ့တဲ့ချမ်းသာသူယောက်ျားတစ်ယောက်ထွက်လာခဲ့တယ်။သူက assistant ကို code ပေးခိုင်းပြီး contact number ယူခိုင်းပြီးထွက်သွားလိုက်တယ်။တစ်ဖက်မှာတော့ခင်ပွန်းကသူမ accident ဖြစ်တယ်ဆိုတာသိသွားပြီးဆေးရုံကိုအမြန်လာပြီးသူမကိုအိမ်ပြန်ခေါ်သွားခဲ့တယ်။ဒါပေမဲ့ကားထဲမှာသူမအခြားယောက်ျားရဲ့ code ဝတ်ထားတာကိုတွေ့တဲ့အခါစိတ်ဆိုးပြီး code ကိုချက်ချင်းပစ်ထုတ်လိုက်တယ်။ပြီးတော့အတင်းကျပ် kiss လုပ်လိုက်ပေမဲ့မိမကတော့ဘာမှမခံစားတော့ဘူး။သူမကအေးဆေးစွာနဲ့ငါ race again လုပ်တော့မယ်။ငါ right madam လိုဘဝနဲ့ခီးထွက်ချင်တယ်လို့ပြောလိုက်တယ်။ခင်ပွန်းကလည်းမစင်စားပဲလက်ခံလိုက်ပြီးသူမနေရာကိုသူ့ girlfriend ကိုပေးလိုက်တယ်။အလုပ်ရသွားတဲ့ girlfriend ကမိမရဲ့ပစ္စည်းတွေကိုပစ်ထုတ်ပြီးစက္ကန့်ပစ္စည်းတွေမကြိုက်ဘူးလို့စော်ကားလိုက်တယ်။ဒါပေမဲ့မိမကတော့မခံစားပဲ gift bag နဲ့တိုက်ခိုက်လိုက်တာကြောင့်အဲ့ဒီမိန်းကလေးရဲ့နှာခေါင်းသွေးထွက်သွားတယ်။ထွက်သွားချိန်မှာကံကောင်းပါစေ။မင်းတို့ company ကိုမင်းပဲဖြစ်စီဖြစ်ပါစေလို့တယော်ပြီးထွက်သွားခဲ့တယ်။ဒီအကြောင်းကြောင့် girlfriend ကအရန်စိတ်ဆိုးပြီးစစ်စီသွားတိုင်တယ်။ဒါပေမဲ့စုပ်ကလုံးဝဂရုမစိုက်ပဲသူမကိုအလုပ်ကနေထုတ်ပစ်လိုက်တယ်။ညဘက်မှာခင်ပွန်းကမိမရဲ့ apartment ကိုသွားပြီးဘာကြောင့်ဒီလိုလုပ်တာလဲလို့စိတ်ဆိုးစွာမေးလိုက်တယ်။ဒါပေမဲ့အပြေမပေးခင်မှာပဲရောက်ခမကဖုန်းဆက်လာတယ်။ဆီယိုကဖုန်းကို speaker ဖွင့်လိုက်တဲ့အခါရောက်ခမကမသိပဲပတ်စံအစင်သိရှိပြီးဘယ်တော့ငါသားဘဝထဲကထွက်မလဲလို့ပြောလိုက်တယ်။ဆက်လက်ဖြစ်မဲ့အရာတွေကိုသိချင်ရင် I follow လုပ်ထားပါ